မှန်တရားကလေလူတွေကိုအသိဖြောင်းနေလို့မရဘူးနော်ခုနပြောသလိုလူတွေကသူတို့စိတ်နဲ့သူတို့ရဲ့ဖြစ်နေဆိုတဲ့တခြားမျိုးသူတို့အသိဖြောင်းနေလို့မရတယ်လို့သူတို့ကလည်းကျွန်တော်တို့အသိဖြောင်းနေခိုင်းလို့မရဘူးနော်ဒါကလူတွေရဲ့အဓိကမှန်တရားဖြစ်တယ်ပြောင်းလဲခြင်းစိတ်ကအသွင်ကနေလာတာဖြစ်ပါတယ်ဘလောက်ပဲကိုကသူ့ပြောင်းလဲနိုင်လို့ပြောအဲ့ဒါအသွင်စိတ်ကနေမဖြစ်ဘူးလို့ပြောရင်အဲ့ဒီပြောင်းလဲမှုတရားရည်ပဲဖြစ်မယ်ပေါ့နော်နောက်ကကျွန်တော်ရွေရောက်ပြီးသားသူကိုရွေရောက်ပြီးသားသူလိုမျိုးကျွန်တော်နေထိုင်ခွင့်ပြုလိုက်ပါပေါ့နော်လို့ချင်တာကသူတို့ဒီလောက်ပိုင်ခွင့်တွေပေးလိုက်ပေါ့နော်ပြီးတော့သူတို့လောက်ချင်လို့ကျွန်တော်လွတ်ထားပေးလိုက်ပေါ့နော်လွတ်ထားပြီးတော့လက်တံပေါ့ခုနကပြောလို့သူတို့ကိုကျွန်တော်ကကြည့်ပြီးတော့လွတ်ထားပေးလိုက်သူတို့လောက်ချင်လို့လုပ်လိုက်ပေါ့နော်ဒါတော့ရွေရောက်ပြီးသားသူတို့ကိုရွေရောက်ပြီးသားပုံစံနဲ့ကျွန်တော်ဒီနေထိုင်ခွင့်ပြုလိုက်ပေါ့နော်ဟိုကိုရဲ့ဒီပတနာလက်တွေပေါ်မှာထိန်ချောက်ရမှာလည်းဖြစ်နိုင်တယ်ပြောတာပေါ့နော်ဆိုတော့ကိစ္စတွေကကျွန်တော်လွတ်ထားလိုက်ခင်မကောင်းလို့ပြောရင်ကျွန်တော်နီလန်လေးချင်ရတယ်အဲ့ဒီမှာကျွန်တော်လက်တံလို့ပြောရတဲ့နေရာမှာဘာတော်ပြောတဲ့အောင်လဲလို့ပြောရင်သူတို့ကိုလွတ်ထားလိုက်ချင်ဖြစ်ကိုရဲ့စွမ်းအင်ကိုပြန်ယူလိုက်တာနဲ့တူတူပဲပေါ့နော်ကိုကပြောင်းလဲလို့မရတဲ့လူတွေအပေါ်မှာကျွန်တော်ကစိတ်အများကြီးနစ်ထားပြီးတော့သူတို့ကိုပြောင်းလဲပါစေဆိုတဲ့စိတ်နဲ့အရင်ပြောတယ်အရင်သူတို့အတွက်စိတ်ဖြစ်စီတယ်ပေါ့နော်သူတို့အတွက်ပိုကောင်းချင်တယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်သူတို့ကိုစိတ်ထားပေးတယ်ပေါ့နော်ဒါပေမဲ့လို့ကိုပဲအရင်မျောလင်းတဲ့တက်ကြောက်လို့ပေါ့နော်ပြောင်းလဲလို့ရှိရင်ကိုပဲအများကြီးနာကျင်တတ်တယ်ပေါ့နော်အဲကြောင့်လက်တံလို့ပြောလိုက်တာကကိုရဲ့စွမ်းအင်ကိုပြန်ယူနေတူပဲပေါ့နော်โอเคနောက်ကကျွန်တော်လူတွေကကိုချင်းချက်ပေါ့နော်ထူးခြားတယ်ပြီးတော့ထင်တတ်ကြတယ်ပေါ့ဆိုးကျိုးဒီငါနဲ့လုံးဝမဆိုင်ဘူးဆိုတဲ့ဟာမျိုးဥပမာတကယ်အကျဉ်းမောင်းလို့ရှိရင်တိတွေဖြစ်ပြီးတော့ဆက်ဆုံရှုံးနိုင်တယ်ဆိုတဲ့ဟာမျိုးကိုဒီဘလောက်ပဲဒါတော့လူတိုင်းသိတဲ့ကိစ္စနော်ဒါပေမဲ့အဲ့ဒါကိုဘလောက်ပဲတခြားသူရတတိပီတော့ဖြစ်မှာမဟုတ်ပါဘူးပေါ့နော်တခြားသူဖြစ်မှာပါဘာလို့ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့စိတ်ကလူတိုင်းမှာရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်မှလည်းရှိတယ်အဲ့ဒါကဘာလဲလို့ပြောရင်တော့ဒီထူးခြားတဲ့ခံယူချက်ပေါ့နော်ဒါခံယူချက်တစ်ခုဖြစ်တယ်ဒါပေမဲ့ကိုယ်စီမှာလည်းဖြစ်တတ်တယ်ဆိုတဲ့ဟာမျိုးကိုဒီသူစနာကတော့ပေါ်ပြပေးထားတဲ့အပိုင်းရှိတယ်ပေါ့နော်အဲကြောင့်မလို့လူတွေကသူတို့ကိုအရင်ဆိုးတယ်ဥပမာဆိုင်ကအရင်မောင်းချင်နေတဲ့သူတယောက်ဆိုရင်ဆိုင်ကဖြစ်လေမောင်းပါခဏနေကြရင်ရင်တိုင်းမှုဖြစ်မယ်ဆိုတဲ့ဟာမျိုးကိုဘယ်လောက်တတိပေးပေါ့ခုနပြောတဲ့ရင်တိုင်းမှုကငါလည်းမဆိုင်ဆိုတဲ့ခုခံတဲ့စိတ်ကသူ့စီမှာရှိတယ်အဲ့ဒါတော့ကြောင့်လို့ကိုကဘလောက်ပဲနေဆိုင်ကဖြစ်မောင်းရမယ်မောင်းရမယ်ဆိုတဲ့ဟာမျိုးဘလောက်ပဲသူတို့ပို့ပြီးတော့ဖိအားပေးတယ်သူတို့ဖက်ကနေပို့ပြီးတော့ခုခံတော့ပြန်တဲ့စနစ်သူတို့မရှိလူတွေအဲ့ဒီဗီဇလည်းရှိရပေါ့နော်အဲကြောင့်လို့ကျွန်တော်တို့ကတော့ပြီးတော့ဖိအားပေးလေတစ်ဖက်ကနေကျွန်တော်တို့ပြန်ပြီးတော့ခုခံတော့ပြန်တဲ့ဟာပို့ပြီးတော့နေလာလေပေါ့နော်ဒါလည်းကျွန်တော်တို့ကိုယ်လည်းရှိလိမ့်မယ်ပေါ့နော်ဥပမာဝိမလျှော့ပဲနဲ့ဝိကြချင်တဲ့သူရှိလိမ့်မယ်ပေါ့နော်ဥပမာဝိမလျှော့ရင်တော့ဘယ်လိုမျိုးစီချိုတွေဖြစ်မလဲဘာညာဆိုတဲ့ဟာမျိုးတွေတတိပေးလို့လည်းရှိနိုင်တယ်မဟုတ်ပါဘူးငါဝိမလျှော့ရင်တော့အဲ့လိုဖြစ်မှာမဟုတ်ဘူးစီချိုတေချိုဖြစ်မှာမဟုတ်ပါဘူးအဲ့တော့ကျတော့ဒီကိုမဝိချဖို့တော့ကိုတည်တယ်ဒါပေမဲ့ဝိမချတော့ဘူးအဲ့ဒါတချို့ကဘယ်လိုမြင်လဲလို့ပြောဝိကတူကြားမှာပါပေါ့နော်မဟုတ်လို့တည်တယ်ဆိုပေမဲ့လို့ဒီကခြားသူ့မှာတော့အဲ့လိုဖြစ်နေတယ်ဒါပေမဲ့ပြန်ခိုင်းတော့မှငါချင်းချက်ပေါ့နော်ချင်းချက်မှာသူ့ဖြစ်မှာပါဆိုတဲ့ဟာမျိုးဘာမှမလုပ်ဘဲနဲ့အောင်မြင်မှာပါဆိုတဲ့ဟာမျိုးလို့ပေါ့နော်ဒါလည်းလူတွေမှာရှိတတ်တဲ့တဘောတဘောလေးဖြစ်တယ်အကြကျွန်တော်တို့အတင်းအကျပ်သူတို့ကိုပြန်ပြီးတော့သွားပြောလို့ရှိရင်တော့သူတို့ပြောင်းလဲမှာတဲ့သူတို့ဖက်ကနေစကြင်ပဲဖြစ်တဲ့ဒီခုခံတော့ပြန်တဲ့စနစ်ပေါ့နော် resistance ဆိုတဲ့ခုခံတော့ပြန်တဲ့စွမ်းအားကထွက်လာတာဖြစ်ပါတယ်ပေါ့နော်အဲကြောင့်မလို့လူတွေကိုပြောင်းလဲဖို့ပြောတဲ့အရွက်ပိုက်ချင်တဲ့စိတ်တွေရှိတယ်ပေါ့နော်ကိုယ်လည်းဖြစ်တယ်ဒါလို့ပြောလို့ရှိရင်တော့ဒီဟာကိုစကြင်ပဲလုပ်ချင်တဲ့အရွက်ပိုက်ချင်တဲ့စိတ်တွေကလည်းအဲ့ဒီဗီဇကနေလာတာဖြစ်ပါတယ်အဲကြောင့်မလို့လူတွေကလေခုနပြောတဲ့အချက်ဒီသူရဲ့ဗီဇကိုချိန်ချောက်လို့ဖြစ်တယ်။ဥပမာဒါပြောင်းရမယ်ဆိုတဲ့နေရာမျိုးမှာကိုကသွားပြီးတော့ဖိအားပေးလိုက်ရင်လူတွေကအစကတည်းကသူတို့ထိန်းချင်တယ်သူတို့ထိန်းချောင်းချင်တယ်တရားရခင်တို့သူတို့ရဲ့လက်ထဲမှာထားချင်တယ်ပေါ့နော်သူတို့ကဒါပေမဲ့လို့ကိုကအဲ့လိုသွားပြောလိုက်တဲ့ချိန်မှာသူတို့ရဲ့ထိန်းချုပ်နိုင်စွမ်းတည်ကိုကသွားပြီးတော့ချိန်ချောက်လို့ဖြစ်သွားတယ်။ကိုကသွားပြီးတော့ပြောင်းရမယ်လို့ပြောတဲ့ကိစ္စမှာသူကပြောင်းသွားတယ်လို့ပြောရင်တော့မှချိန်ချောက်မှုဆိုတဲ့ဟာမျိုးနဲ့ပဲသူ့ခေါင်းထဲမှာဝင်ပြီးတော့လုပ်တဲ့ပုံစံမျိုးဒါလည်းလူတွေကအမြဲတမ်းရှိနေတဲ့ဟာမျိုးဒါမှမပြောတတ်ဘူးအကွာဖိအားပေးနေသူလောက်သွားတယ်နောက်ပိုင်းမှာသူကလည်းသူအဲ့ဒီဟာရဲ့ကောင်းကျိုးသူသိပြီးတော့သူကလည်းသူစဉ်းစားမိတယ်လည်းဖြစ်နိုင်တယ်ဘာလို့ပြောတတ်ဘူးအဲကြောင့်မို့ကျွန်တော်တို့ရဲ့ဒီလူတွေရဲ့ဗီဇမှာအဲ့ဒီချိန်ချောက်မှုတွေရှိတယ်အဲကြောင့်မို့အဲ့ဒီဘွားတော့ဖိလိုက်တယ်ခုခံတော့ပြန်တဲ့စနစ်ဆိုတာရှိတယ်ပေါ့နော်ဥပမာအရင်ထင်းခံရတဲ့ကလေးကပြစ်စီတဲ့ဟာမျိုးကလေးဆိုတဲ့နည်းနည်းကြီးလာတဲ့အရွယ်ပေါ့နော်ကလေးကတော့အရင်ငယ်တဲ့အရွယ်ပြောတာမဟုတ်ဘူးဆက်ရှိကြောလူတွေပေါ့နော်အဲ့လိုပေါ့အရင်တော့ထိုင်လာလို့ရှိရင်တော့စတဲ့ဟာမျိုးပေါ့နော်ဒါလည်းကျွန်တော်ဖောက်ချင်တဲ့နေရာအဖြစ်တယ်အဲ့ဒီအရွယ်ကလည်းအဲ့ဒီဗီဇကအရင်ကိုနေတဲ့အနေထားမျိုးပေါ့နော်အဲ့ဒါကျွန်တော်တို့တတိထားခံဖို့လိုအပ်တယ်ပေါ့နော်နောက်ကကျွန်တော်ဒီသူမပြောင်းလဲချင်ဟုတ်တချို့တော့အရာတွေဒါဒီကလေးမှာဝေးတဲ့နေတဲ့သူတယောက်မှာဝေးလက်ချခံအများကြီးလောက်လိုက်လို့ရှိရင်ဝေးကြတယ်ဆိုတာတို့သိတယ်ဒါပေမဲ့အဲ့ရထဲမှာလဲနေပြီးတော့မဟုတ်စားရတာပေါ့နော်အားလုံးကြော်စားရပြီးတော့ TV ကြည့်တာပို့ပြီးတော့တို့အတွက်ဘူးလွယ်နေလို့ပေါ့နော်သူတို့ကိုဒီလိုမျိုးမပြောင်းလဲရကောင်းလားဆိုတဲ့ဟာမျိုးစဉ်းစားပြီးတော့ကိုယ့်ဘက်ကနေစိတ်ဖြစ်စီမနေပဲနဲ့ပေါ့နော်
သူတို့တစ်စင်ချင်းစီစဉ်းစားပြီးတော့ဘယ်လောက်ခက်မယ်ဆိုစဉ်းစားပြီးကြည့်နော်ငါပြောမယ်ဆိုတော့ဆိုဖာပေါ်ကနေထမယ်အဝတ်စားကြီးလဲမယ်ပြီးတော့လက်ချခန်းတွေလုံမယ်လက်တွေမြောက်ရမယ်အဲ့ဒီဟာကအစားပေါ့နော်ပြီးတော့အလူကြော်တွေဖျားမယ်အဲ့ဒါတွေကနေတစ်စင်ချင်းကျွန်တော်စဉ်းစားကြည့်လို့တယောက်ကဘယ်လောက်ပြောလို့ခက်မလဲပေါ့နော်အဲ့ဒီပုံမှာကျွန်တော်စဉ်းစားပြီးတော့သူတို့ပြစဉ်းစားဖို့လိုအပ်တယ်ဆိုတော့လေစာရေးဆရာမပြောထားတယ်ပေါ့နော်ဒါပေမဲ့လို့စဉ်းစားပြီးတော့တိုင်းထားဖို့ပြောရမှာမဟုတ်ဘူးဒါပေမဲ့စဉ်းစားပြီးလို့ရှင်တော့ဘယ်လိုမျိုးချိကတ်မလဲဆိုတာမျိုးကျွန်တော်သိဖို့အတွက်ပေါ့နော်သူတို့စိတ်ထဲမှာဘယ်လိုရှိလဲသူတို့စိတ်ထဲမှာအဲ့လိုရှိနေတဲ့ကျွန်တော်ဘယ်လိုချိကတ်မလဲဆိုတာသိဖို့အတွက်ပေါ့နော်အဲ့ဒါပြောတာဖြစ်ပါတယ်နောက်ကကျွန်တော်တဲရောက်ပြောင်းလဲခိုင်းစီခြင်းနဲ့ဆိုရင်သူတို့ထက်ပိုပြီးလိုချင်လို့ရအောင်ဘာလို့လဲလို့ပြောရင်လူတွေရဲ့ပြောင်းလဲခြင်းနဲ့စိတ်ကအတွင်းကနေလာဆိုတဲ့ကြောင့်မို့သူတို့ကိုအတင်းပြောင်းလဲခိုင်းလို့မရပါဘူးဒီပြောင်းလဲခြင်းစိတ်ကသူတို့ကကျွန်တော်တို့ထက်ပြောင်းလဲခြင်းစိတ်ရှိမှပဲအဲ့ဒီလိုကပြောင်းလဲမှာဖြစ်တယ်မဟုတ်ဆိုရင်တော့သူပြောင်းလဲဖို့ခက်နေအောင်ပါပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီဝိတ်လျှော့ရမယ့်ကိစ္စမျိုးတွေမှာကိုကသူ့ထက်ဝိတ်လျှော့ခိုင်းစီခြင်းနဲ့စိတ်ကိုစီမှာရှိနေလို့မရဘူးသူ့ဖက်ကနေပဲလို့လားဟုတ်တယ်ဝိတ်လျှော့ဖို့လိုအပ်တယ်ဆိုရင်ဟာမျိုးကိုသူ့ဖက်လာလဲဖြစ်မှာပဲသူကပြောင်းလဲခြင်းစိတ်ရှိမှာဖြစ်ပါတယ်အဲ့ဒါကြောင့်လို့ပြောင်းလဲဖို့အတွက်ကိုဖက်ကသူ့ထက်ပိုလို့ခြင်းလို့မရပါဘူးပေါ့နော်အဲ့နောက်တစ်ခုကကျတော့ဒီပြောင်းလဲဖို့ပြောတဲ့နေရာမှာချိုးကပြောင်းလဲဖို့အရင်ခဲ့တယ်လို့ပြောလို့ရှိတယ်ပေါ့နော်အဲ့ဒါကခုနပြောင်းလဲဖို့တနာခြင်းလို့လိုအပ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ချက်ချင်းနာကျင်မှုနဲ့ပျော်ရွှင်မှုကလာလိမ့်မယ်ပေါ့နော်ခဏလေးကြိုက်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောင်းလဲဖို့ဒီလိုလူတွေကိုပြောင်းလဲဖို့ကျွန်တော်ဘာမှလုပ်လို့မရတိုင်းသူတို့ကိုလုံးဝမပြောရတော့ဘူးလားဆိုတဲ့ဟာမျိုးစဉ်းစားမိတဲ့သူတွေရှိလိမ့်မယ်အမျိုးကြတော့လည်းမဟုတ်ဘူးနော်ခုနပြောတယ်ပြောင်းလဲလို့မရဘူးလို့ပြောတာဒါပေမဲ့လွယ်မိုးလို့မရဘူးဆိုတဲ့ဟာမျိုးမဟုတ်ဘူးနော်ခုနပြောတယ်မျိုးပဲသူရဲ့စိတ်ထဲမှာပြောင်းလဲခြင်းစိတ်ကကိုယ့်ထက်များလာလို့ရှင်သူတို့ပြောင်းလဲလိမ့်မယ်ကိုယ့်ထက်များလာဆိုသူတို့ပြောင်းလဲခြင်းစိတ်ကများလာလို့ရှင်သူတို့ပြောင်းလဲလိမ့်မယ်အဲကြောင့်ပြောင်းလဲခြင်းစိတ်ရှိအောင်လည်းကျွန်တော်တို့ကတော့သူတို့လွယ်မိုးလို့ရမှာဘယ်လိုလွယ်မိုးလဲနိုင်လဲလို့ပြောရင် ABC method ပေါ့နော်အောက်ထဲမှာဖော်ပြထားတဲ့ ABC method ရှိတယ် ABC method ဒီအရင်ကကျွန်တော်တို့နဲ့အရန်ဖြစ်ပြီးတော့ပြောတယ်ရန်ဖြစ်ပြီးတော့အဲ့ဒီကိစ္စနဲ့လောက်လွှဲမှာလည်းအောင်ကျိုးတော့လောက်ပြောနေရဆိုတဲ့ဟာမျိုးတွေနဲ့ကျွန်တော်မြင်ရရင်တွေ့နေတဲ့ကိစ္စမျိုးရှိနေတယ်အဲ့ဒီမှာကျွန်တော်တို့ capital ဆိုစီပြီးကိုလောက်ခဲ့ကိုပြောခဲ့တဲ့ဟာကိုတောင်းပန်ပြီးတော့အခန်းတမ်းမရှိမျိုးကိုမြင်နေပေါ့နော်ဒီတော့ကငါနေ့ကိုဒီလိုမျိုးတော့အပိခဲ့တဲ့အတွက်ကျွန်တော်တို့တောင်းပန်ပါတယ်ပြီးတော့အခုချိန်ကြီးကောဘူးရှိလဲပေါ့နော်အခုချိန်ကြီးကောဂျမင်းနဲ့ပတ်သက်ပြီးဘယ်လိုခံစားနေရလဲဆိုတဲ့ဟာမျိုးပေါ့နော်မဝိတ်ချောဝိတ်ချခိုင်းစီခြင်းတူပြပကျွန်တော်တို့ပြောလို့ရတယ်အခုချိန်ကြီးကောကိုဘယ်လိုမြင်တာလဲပေါ့နော်ဒီအခန်းတမ်းမရှိတဲ့မျိုးခုနေနဲ့မေးပေါ့နော်မေးတဲ့ချိန်မှာကျွန်တော်သိထားဖို့လိုရကျွန်တော်ရဲ့အသုံးနှုန်းတွေသူတို့တကယ်သူတို့ဖက်မှာရှိပါတယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ပြဖို့လိုတယ်။နောက်တစ်ခုလို့ဆက်သူတို့ဘယ်လိုမျိုးခံစားရလဲဆိုတဲ့ဟာမျိုးကျွန်တော်နားထောင်ပြီးဖို့လိုအပ်တယ်ပေါ့နော်။သူတို့ရဲ့ခက်ခဲတွေသူတို့ပြောင်းလဲရမယ်လို့သိတယ်ဘာလို့မပြောင်းလဲသိဘူးလဲဆိုတော့အချက်တွေကိုကျွန်တော်သိချင်းစီကျွန်တော်နားထောင်တဲ့ဟာမျိုးတွေစိတ်ရှိရှိနဲ့ကျွန်တော်နားထောင်တဲ့ဟာမျိုးလုပ်ဖို့လိုတယ်ပေါ့နော်။ဒီအချက်မှာဆိုရေးဆရာခါတော့အဓိကထားပြီးတော့တတိပေးလဲလို့ပြောရင်အချိန်ကိုတည်တံ့ရွေးပြီးတော့အဲ့လိုလုပ်ပါပေါ့နော်။ဒီကအချက်ကိုလုပ်ပါ။မဟုတ်ဆိုရင်ကျွန်တော်တဝက်တစ်ပြည့်နဲ့သူတို့ပြောနေတဲ့အချိန်မှာကျွန်တော်တိတ်ပြီးတော့နားထောင်ပေးနိုင်တဲ့ဟာမျိုးတွေလုပ်ပါနေပေါ့နော်။အဲ့ဒါတော့ပို့ပြီးဆိုသွားစေနိုင်တယ်။အဲကြောင့်ကျွန်တော်တောင်းပန်ပြီးတော့သူတို့ကန်တမရှင်မျိုးခုနေနေအဲ့ဒီပုံမှာကျွန်တော်တကယ်သူတို့နားထောင်ပြီးပေါ့နော်။အဲ့ဒါလေးကျွန်တော်ဖတ်ဆောင်အချက်နေနဲ့လုပ်လို့ရတယ်။နောက်ချက်ကကျွန်တော်အဝေးကနေခက်လန်းလန်းနေပြီးစောင့်ကြည့်ပြီးပေါ့နော်။ပြောချင်ပြီးခက်နေပဲမပြောတော့ဘူးပေါ့နော်။သူတို့ကိုတိတ်လေးပြီးနေပြီးတော့သူတို့စဉ်းစားချိန်ပြလိုက်ပေါ့နော်။ဒီနံပါတ် A မှာသူတို့ဘက်ကနေကိုခံစားရလေကိုစဉ်းစားထားတဲ့တိုင်သူတို့ခံစားရမယ်ကိုစဉ်းစားထားတဲ့အဖြစ်ကိုသူဖြေရမယ်ဆိုတာထက်သူတို့စိတ်ထဲမှာဘယ်လိုမျိုးစဉ်းစားထားလဲပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောင်းလဲဖို့လိုအပ်တဲ့အကြောင်းအရာနဲ့ပတ်သက်သူတို့ကလိုချင်တာကကျွန်တော်သိအောင်ပဲတနံပါတ် B ကျွန်တော်ခက်လန်းလန်းနေမယ်သူတို့ကိုဟောမပြီးတော့သူတို့လုပ်တဲ့အရာကလေးကျွန်တော်တိုင်းပဲကြည့်အဝေးကနေခက်လန်းလန်းဆောက်ပြီးတော့ကြည့်ပြီးမယ်ပေါ့အဲ့ဒီနေရာမျိုးမှာနောက်တစ်ခုကကျွန်တော်ဒီကိုယ်တိုင်တိုးတက်ပြီးတော့ပျော်ရွှင်ပြပါမယ်နော်သူတို့ဘာလဲလုပ်ချင်စိတ်ရှောင်ကျွန်တော်လုပ်မှုရပြောချင်တာဝေးချဖို့အတွက်ကိုဟိုမှာလက်ချခံလုပ်ရမယ်လက်ချခံလုပ်ရမယ်တခုခုဒီအစာရှော့စားရမယ်လို့ပြောရနေမှာသူတို့တဲ့အရင်ခေတ်တယ်မလုပ်နိုင်ဘူးဆိုရင် mindset ကသူတို့စီမှာရှိတယ်ပေါ့နော်အဲ့ဒါအတွက်ကြောင့်မလို့သူကလုပ်ရတာအရင်လွယ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုယ်ပြရမှာပေါ့နော်ဟိုမှာရက်တိုင်းကိုကဒီလက်ချခံတွေလုပ်ထားတဲ့ဟာမျိုးတွေကိုယ်တိုင်ကရလာဖြစ်ကြနေတဲ့ဟာမျိုးတွေပေါ့နော်ကိုကသူ့တော့တော်အောင်ပြောမဟုတ်ဘူးဒါပေမဲ့ကိုယ့်ဘက်ကနေအဲ့ဒါပြောရွှေလုပ်ပြမယ်ဝိတ်ချော့တာကိုပြောရွှေနေလုပ်တယ်ပြီးတော့ဒီလက်ချခံကိုပြောရွှေနဲ့တချင်နဲ့မျိုးပြီးတော့ကတော့လုပ်တဲ့ဟာမျိုးတွေလုပ်ရတယ်ပေါ့နော်အဲ့ဒါလည်းသူစိတ်ကိုလုံးမနေနဲ့ဆိုတာမျိုးပြောထားတယ်ပေါ့နော်အချက်ကိုလုပ်ပြီးတော့ကျွန်တော်ဆောင်းလာတိကိုကျွန်တော်ဆောင်းရမယ်အဲ့ဒီမှာတို့အဲ့ဒီတော့ပြီးတော့ပြောင်းလဲတဲ့သူလည်းပြောင်းလဲတယ်မပြောင်းလဲဘူးဆိုတဲ့သူကိုဘယ်လိုလုပ်မလဲပေါ့အဲ့ဒါ CDE ဆိုတဲ့စိတ်ကိုကျွန်တော်တော်ရတယ် Okay ဒီဆိုတော့ Okay ကျွန်တော်တို့အဲ့ဒီပုံမှာဘယ်လိုလုပ်မလဲပေါ့နော်သူမပြောင်းလဲဘူးပြော Okay သူမပြောင်းလဲတဲ့ပုံမှာကျွန်တော်ဖိတ်ကနေအဲ့ဒါကိုလက်ခံမလားပေါ့အဲ့လိုနေထွေးအောင်လေးပေါ့အဲ့ဒါကိုလက်ခံမလား